ပေါက်ဆရာတော်တပည့်တော်မိထားတာတပည့်တော်ကြည့်လိုက်ရတယ်ဖေအခုသွားရင်လာရင်လည်းတပည့်တော်လမ်းပေါ်မှာရှိနေတယ်အဲ့တော့တပည့်တယောက်ကားမောင်းနေတယ်ဒီ light truck ကားလေးကိုလမ်းဘေးမှာချရပြီးတော့တပည့်တော်ဆရာတော်ရှောက်ထားခြင်းပါတယ်ဖေအဲ့တော့ဆရာတော်မိတ်တာတပည့်တော်မိတ်တာနော်တပည့်တော်အနေနဲ့ပေါ့နော်ဆရာတော်တို့မတရားတို့စစ်ကူတို့ဘက်မှာဟာလာ PDF တွေကဖျားတွေပေါ်မှာဖျားတွေပေါ်မှာဖဏစီးတာတို့ဘာလို့ဖြစ်တယ်ပေါ့နော်အဲ့ဒါကိုဒကာကြီးငါမင်းဆွေတိဖို့ပို့ပေးလိုက်ပါဒကာကြီးငါမင်းဆွေဘာပြောချင်လဲပေါ့နော်အဲ့တော့တပည့်တော်ရှောက်ထားပါရစေဗျာအဲ့တော့မတရားစစ်ကူဆိုတာတပည့်တော်တို့နေတဲ့ကြိုက်ထုံနဲ့တော်တော်ဝေးပါတယ်ဗျာနော်အဲ့ဒီကာလက PDF တွေဖျားပေါ်မှာဖဏစီးရပါတယ်ဆိုတော့လည်းတပည့်တော်မတိလိုက်ပါဘူးဗျာတိရင်လည်းတပည့်တော်နေနဲ့တော်တော်ဝေးပါတယ်ဗျာဒါတွေကိုလည်းတပည့်တော်လက်မခံပါဘူးဗျာနော်တပည့်တော်ဒါတွေကိုလည်းမကြိုက်ပါဘူးစကြင်ပါတယ်နော်သာသနာနယ်မြေမှာဖျားနယ်မြေမှာသူတို့ဖဏစီးတာကိုတပည့်တော်မကြိုက်ပါဘူးနော်တပည့်တော်ကတော့ဆရာတော်တိတဲ့အတိုင်းပဲကြိုက်ထုံမှနေတယ်ဗျာကြိုက်ထုံမှPDF တွေဟုတ်လားအကြမ်းဖက်လို့တည်ဆုံးသွားတယ်အဲ့ဒီပုံမှာတပည့်တော်PDF တွေပေါ်ပြင်းပြင်းထန်ထန်တပည့်တော်ပြောခဲ့ပါတယ်เนาะအကြမ်းမဖက်တဲ့လမ်းစဉ်ကြည်သုံးမှုPDF တွေတပ်ဖြတ်လို့တည်သွားတဲ့နေရာတွေကနေတပည့်တော် light တွေလွှင့်ခဲ့တာlight တွေလွှင့်ခဲ့ပါတယ်ဗျာ light လွှင့်တယ်ဆိုတာလဲတနာရီလောက်ကြာပါတယ်သူတို့တပ်ဖြတ်တဲ့ရွာကအဲ့ဒီရွာကနေတပ်ဖြတ်တဲ့နေရာကနေတပည့်တော်လိုက်တွေလွှဲခဲ့ပါတယ်ဗျာနော်သူတပည့်တော်အဲ့ဒီ PDF တွေနေတဲ့ကြိုက်ထူမြို့အစုံမှာပေါ့ဖက်ကလေးရွာမှာနေထိုင်ပါတယ်ဗျာနေထိုင်ပါတယ်ဗျာအဲ့တော့တပည့်တော်အိမ်ရှိမှာတော့မှ PDF တွေတတ်လို့တယောက်တည်သွားသေးတယ်ဗျာတပည့်တော်အိမ်ရှိတဲ့ထမင်းဆိုင်မှာဗျာအဲ့တော့ဆိုလိုတာတပည့်တော်ကဒီ PDF တွေကြားထဲမှာပဲနေရတယ်ဗျာနေရင်းနဲ့တပည့်တော်ကသူတို့တွေအကြမ်းမဖက်တဲ့လမ်းစဉ်ကိုကြည့်သုံးဖို့အကြမ်းမဖက်တဲ့တရားတွေထုံးကားဖို့တပည့်တော်တတ်နိုင်သလောက်ဆောင်ရွက်ခဲ့ပါတယ်ဗျအဲ့တော့ဒီမရိယာစစ်ကူဘက်မှာ PDF တွေဖျားပေါ်မှာဖဏစီးတဲ့ကိစ္စကတော့တပည့်တော်လျှောက်ထားခြင်းကတော့ဆရာတော်နဲ့တော်တော်နီးတယ်ဗျဆရာတော်ကမန္တလေးမှာသတင်းသုံးတယ်ဆိုတော့မရိယာစစ်ကူနဲ့ဆရာတော်နဲ့နီးလေးအမှန်တော့ဆရာတော်ကအဲ့ဒီကိုသွားသိနေဗျနော်အဲ့ဒီကိုသွားပြီးတော့အဲ့ဒီချိန်ကာလအဲ့ဒီကိုသွားပြီးတော့တပည့်တော်လို့ပေါ့တပည့်တော်လည်းဟာလာကြိုက်ထုံမှာ PDF ကြားထဲမှာအိမ်ဘေးပတ်လည်မှာ PDF တွေနေနေ PDF တွေကိုဆန့်ကျင်ခဲ့ပါတယ်သူတို့ရဲ့အကြမ်းဖက်တော်လှန်ရေးလက်နက်ကင်တော်လှန်ရေးလမ်းစဉ်ကိုတပည့်တော်ဆန့်ကျင်ခဲ့ပါတယ်အဲ့တော့ဆရာတော်ဘုရားလည်းဒီသာသနာတော်ကိုသူတို့စော်ကားတဲ့ PDF တွေကိုအဲ့ဒီချိန်ကာလကဒီမရိယာစစ်ကူကိုသွားပြီးဆရာတော်အနေနဲ့တော့အဲ့လိုမျိုးသူတို့ကိုမရိယာစစ်ကူမျိုးပေါ်ကနေပြီးတော့အဲ့လိုသူတို့ကိုမိတ်ကြားသေးတယ်လို့တပည့်တော်ထင်ပါတယ်ဗျတပည့်တော်ထင်ပါတယ်နောက်ပြီးတော့ဆရာတော်ဘုရားကဟုတ်လားဒီအခုမရိယာစစ်ကူဘက်မှာကျော်စိုးဦးကဟုတ်လားဒီအုတ်ဂူတွေကိုခြေထောက်နဲ့ခြေထောက်တင်တယ်ဖဏကြိုးစီးတယ်တော့ဒီသိန်းနဲ့ပန်းမှုလုပ်တယ်เนาะအဲ့ဒါတွေကိုတပည့်တော်ကစကျင်တာပါတပည့်တော်စကျင်တာပါဒီအုတ်ဂူတွေကဒီတင်းချိုင်းနယ်မြေမဟုတ်ဘဲနဲ့ဒီအစိုးရပိုင်းနယ်မြေတွေအများပိုင်းနယ်မြေတွေမှာအုတ်ဂူတွေလှုပ်ထားတာကတော့တပည့်တော်အနေနဲ့ဒါမသိတော်ဘူးလို့ထင်ပါတယ်ဒါတွေကိုလည်းအစိုးရကဥပဒေနဲ့အညီရွှေ့ပြောင်းမှာပါရွှေ့ပြောင်းမှာပါဒါတွေတင်းချိုင်းရွှေ့တယ်ဆိုတော့ဒါတပည့်တော်မပြောလို့ပါဘူးရွှေ့ပြောင်းမှာဒီဂူတွေဖြတ်ပြီးအထဲမှာရှိတဲ့ရုပ်ကျွင်းတွေကိုအစိုးရကနေပြီးတော့ဥပဒေနဲ့အညီသူတို့ကိုကောင်းကောင်းမွန်မွန်မြုပ်နှံပေးမယ်ဒီရုပ်ကျွင်းတွေကိုတင်းချိုင်းမှာဖြစ်သိတော်တဲ့နေရာဖြစ်ဒီရုပ်ကျွင်းတွေကိုကောင်းကောင်းမွန်မွန်မြုပ်နှံပေးမှာပါဖေ။နော်အဲ့လိုပဲလုပ်ကြမှာပါ။နော်ဒီဂူတွေရွှေ့တဲ့အတွက်ကတော့တပည့်တော်မပြောလို့ပါဘူး။ဒီဂူတွေကိုလမ်းဘေးမှာလှုပ်ထားတာလည်းဒါကတော့မသိတော့ပါဘူးဖေ။နော်တပည့်တော်ပြောတာကကျော်စိုးဦးတပည့်တော်ပြောတာကဒီဂူတွေကိုဟုတ်လားခြေထောက်တင်တယ်တမင်သက်သက်ကိုလှုပ်တာခြေထောက်တင်တယ်ဆိုတာဟုတ်လားသူလိုအပ်ချက်ရတင်တာမဟုတ်ဘူး तू ကတမင်ကိုစော်ကားပြီးတင်တာ तू ပြောတဲ့စကားတွေမှာတမင်ကိုစော်ကားနေတာเนาะခြေထောက်တင်တယ်သေးနဲ့ပန်းမှုလှုပ်တယ်เนาะနောက်လေ तू ကနောက်ထပ်သေးပန်းအောင်မလို့ပြောတယ်เนาะအဲ့ဒါကိုတပည့်တော်ကဒါတွေကတပည့်တော်တို့ရဲ့အမျိုးကုံဇာတိကုံကိုထိခိုက်စေတယ်
တပည့်တော်တို့လူမျိုးတွေလည်းနာမည်ပြတ်တယ်တိုင်းပြည်လည်းနာမည်ပြတ်တယ်အဲ့ဒါကြောင့်ဟုတ်လားတပည့်တော်အဲ့လိုကြော်စိုးကိုပြောရခြင်းဖြစ်ပါတယ်ဗျာနော်တပည့်တော်ကဟိုဆရာတော်ဘုရားမိတ်တယ်လို့ဟုတ်လားဒီဂူတွေလမ်းဘေးမှာရှိတာကတော့ဒါလုံးလို့မရပါဘူးတပည့်တော်တို့သိပါတယ်နော်အားလုံးလည်းသိပါတယ်တပည့်တော်ပါပဲနိုင်ငံသားအားလုံးကလည်းသိပါတယ်ဒါတွေကိုဒီဂူတွေကို PDF တဲ့ဂူတွေကိုတော့ရွှေ့ပြောင်းပေးပြီးတော့သူတို့ရဲ့ကျွင်းကြံတဲ့သူတို့ရဲ့ရုပ်ခန္ဓာတွေကိုတည်တော်တဲ့နေရာမှာမြုပ်ကောင်းမွန်စွာမြုပ်နှံတကြိုပေးကြမှာပါเนาะတကြိုပေးကြမှာပါဒါတွေကိုအမြင်မတော်ပဲတဲ့လမ်းဘေးမှာဒီရုပ်ကျွန်းတွေကိုပြစ်ထားလို့လည်းမဖြစ်ဘူးဗျဒါတွေကလည်းဥပဒေနဲ့မညီပါဘူးလမ်းဘေးမှာအစိုးရနေတဲ့လည်းအဲ့လိုလုံးမလည်းမဟုတ်ဘူးဗျเนาะတပည့်တော်အဲ့ဒါကိုဆရာတော်ဘုရားကငါးမင်းဆွေတဲ့တိစေရငါးမင်းဆွေဘယ်လိုပြောမလဲဆိုတော့အဲ့ဒါတပည့်တော်ကဆရာတော်ဘုရားမိတ်တာကိုကြားပြီးတော့လမ်းဘေးမှာပဲဒီ light truck ကားလေးပေါ့တပည့်တော်အလုတ်သွားနေအလုတ်ကပြန်လာတယ်အဲ့တော့ဒီ light truck ကားလေးကိုထိုးရပြီးတော့เนาะဆရာတော်ဘုရားကိုတပည့်တော်လျှောက်ထားပါတယ်ဗျဥတည်ပါတယ်ဗျဥတည်ပါတယ်